အားလုံးပဲမင်္ဂလာပါ focus ယူနေတဲ့ကနေကြိုဆိုလိုက်ပါတယ်အဲ့တော့ယနေ့ညရှိမှကစားခဲ့ကြတဲ့ United နဲ့ Aston Villa တို့ရဲ့ပွဲပြီးတုံ့ပြန်ချက်လောက်သွားမှာဖြစ်ပါတယ် Aston Villa ရဲ့အိမ်ကွန်း Villa ဖက်မှာတွားပြီးတော့ကစားခဲ့တယ်ဒူဖန်ဆိုတဲ့ရလက်နဲ့ရှုံနေခဲ့တယ်အဲ့တော့ရလက်တွေမတိုင်ခင်ပေါ့နော်ကျွန်တော်ဒီပွဲမတိုင်ခင်ကျွန်တော်ရင်ခုန်ခဲ့ရတဲ့အခိုက်အတန့်ကြီးရင်ခုန်ခဲ့တဲ့အကြောင်းလေးတစ်ခါပြန်ပြီးပြောရမယ်ဆိုရင်ပေါ့နော်ဒီပွဲမတိုင်ခင်တော့ကျွန်တော်တို့ Aston Villa ကိုကျွန်တော်တို့ current form အရမရှင်နိုင်ဘူးကျွန်တော်တို့အနိုင်ရလက်မျှော်လင့်လို့မရဘူးဆိုတော့အနိုင်ရလက်အခြေအနေမျိုးတွေကိုတော့ကျွန်တော်တို့လက်ခံထားခဲ့ရပေါ့နော်ဒါပေမဲ့လည်းဘီလာနဲ့တွေ့တဲ့အခါတိုင်းမှာကျွန်တော်တို့ရလက်တွေကမဆိုးရွားနေပေါ့နော်မနိုင်ရင်တော့မှပဲနိုင်ငံအခိုက်အတန့်တွေအများကြီးရှိရတယ်မဆိုးရွားနေဘူးကောင်းတဲ့အနေအထားရှိရတဲ့ကြောင့်မလို့ကျွန်တော်တို့မျှော်လင့်ခဲ့တယ်နောက်တစ်ခုကပေါ့နော်AFCON မှာတွားပြီးကစားကြမယ့်ကစားမှာအဓိကကစားမှာပေါ့နော်ဒီအမိုရင်ရဲ့3-4နှစ်မှာအဓိကကစားမှာဖြစ်နေကြတယ်ပေါ့နော်ဒီမှာလည်းဒီဟိုအကောင်းဆုံးဖောင်ပြနေခဲ့တဲ့ Brian Ambeumo တို့အာမဒီယာလိုတို့နောက်တစ်ယောက်ကတော့မရှောက်ကြီးပေါ့နော်ဒီကစားမှာတော့မပါဝင်လာနိုင်ခဲ့တဲ့အချိန်မှာအမိုရင်အနေနဲ့ဘယ်လိုမျိုးပွဲထွက်လာမလဲပေါ့နော်နောက်တစ်ခုကဘုံမုံနဲ့ပွဲမှာလေကျွန်တော်တို့တပိုင်းတစလေးပေါ့နော်ဒုတိယပိုင်းမှာဒီခိုဘီမိန်နူးဝင်လာတဲ့အချိန်မှာ4-3-3လေးပြောင်းသွားတဲ့အချိန်4-4-2ဒီလိုမျိုး forward နဲ့ဆော့လာခဲ့တဲ့ forward နဲ့ဆော့ခဲ့တဲ့ဆိုတဲ့ဒီအခြေအနေလေးတွေဖြစ်ခဲ့ဗျာအဲ့ကြောင့်မို့ကျွန်တော်တို့ဒီပွဲမှာရောဒီကစားမားတွေမပါလာတဲ့အချိန်မှာဖို့4-3-3ကိုများပြောင်းကစားခဲ့မှာလားပြောင်းကစားမှာလားနောက်တစ်ခုကဒီခိုဘီမိန်နူးရဲ့အခန်းကဏ္ဍရောက်လာတော့မှာလားဆိုပြီးတော့ကျွန်တော်တို့မျှော်လင့်ခဲ့တယ်ဒီရိုဘင်အမိုရင်ကိုလည်းပေါ့နော်ကျွန်တော်ယုံကြည်ခဲ့တယ်ပေါ့နော်ပြောချင်တာယုံကြည်မှုနည်းနည်းရှိခဲ့တယ်ပေါ့ဗျာဒီကစားသမားလေးချီးနေတဲ့ကစားသမားလေးကိုသူဘယ်လိုသုံးမှာလဲကစားကွက်ဒီတက်တီကရကိုသူဘယ်လိုမျိုး switch လုပ်မှာလဲကျွန်တော်မှပဲဘုံဘုံနဲ့ပွဲတော့တွေးပြီးလိုက်တာငါတို့နီးပြဒီခေါင်းမာတဲ့နီးပြပေါ့နော်ခေါင်းတလောက်မာတဲ့နီးပြတော့မှာပဲဒီတက်တီကဒီပြောင်းလာတယ် formation တွေ change လာတယ်flexible ဖြစ်လာတယ်လို့ကျွန်တော်တွေးမိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ပွဲမှာလည်းသူအဲ့လိုမျိုးလှုပ်လာမလားဆိုတဲ့အခြေအနေမျိုးကျွန်တော်တို့စောင့်မျှော်ခဲ့ဒါပေမဲ့လည်းအမိုရင်အနေနဲ့3-4-2-1နဲ့ပဲပွဲထက်လာတယ်ဒီပွဲထက်လာတဲ့ပြဿနာတော့မရှိသေးဘူးဗျအဲ့တော့3-4-2-1နဲ့ပွဲထက်လာတယ်ကက်စမီရိုလည်းမပါဝင်နိုင်ကွန်းလင်မှာမန်ယူအိုဂါဒီနဲ့အစားထိုးပြီးတော့ပွဲထက်လာခဲ့ရပေါ့နော်အဲ့တော့တိုက်စစ်မှာတော့ဘန်ဂျမင်ရှက်ကိုမစ်ဆယ်မော့မတ်တီးယက်စ်ကူညာဒီကစားမ3ဦးနဲ့ပွဲထက်လာခဲ့ပေါ့ဗျာတိုက်စစ်မှာတော့အဲ့တော့ပွဲထက်လာတဲ့အချိန်မှာကျွန်တော် win back တွေအနေနဲ့ပေါ့နော်ကျွန်တော်တောက်လျှောက်ကျွန်တော်ရဲ့စိတ်ကကိုကျွန်တော်တောက်လျှောက်ဒီမြင်လာခဲ့တဲ့အရာဒိုကူပွဲထွက်လာရင်တက်ကင်ဟာဘလို့မှကိုအဆင်မပြေဘူးသိလားနောက်တစ်ခုကဒါလောကလည်းညာချမ်းမှာဒီက3-4နှစ်တိဆိုရင်ကစားကွက်ရဲ့ formation ရဲ့ညာချမ်းမှာကစားလို့ရှိရင်ဒါလောကဘလို့မှလည်းအဆင်မပြေဘူးအဲ့တော့ပြောချင်တာဗျာဟိုသူတို့နှစ်ယောက်ပွဲထွက်ရင်တော့မှပဲအမိုရင်နေနဲ့ပေါ့နော်ဟိုဘက်ဒီဘက်မှာ left right ကို change ပြီးတော့ကစားခိုင်းတော့မှာပဲဒီထက်ပိုကောင်းတဲ့ဒီ attacking နေမြင်ရမလားဆိုတဲ့အတွေးမျိုးလည်းကျွန်တော်ဝင်ခဲ့တယ်ဗျာအတွေးမျိုးဝင်ခဲ့ရဆိုတာဒါဖြစ်ပြနေရပါတော့ဒီ left back မှာ left wing back မှာဒိုကူထားရပေါ့နော်ဒိုကူထားရင်ဘာလဲဟိုပတ်စင်လည်းမထွက်တယ်လို့ဗျာသူစီကဘောလုံးလည်းထွက်မလာဘူးဘာမှလည်းကောင်းမွန်မဖြစ်နိုင်ခဲ့ဘူးဟိုကောင်းမွန် attacking မလုပ်ပြနိုင်ခဲ့ဘူးဒီ long pass တွေလည်းမဖြစ်လာခဲ့ဘူးပေါ့နော် long pass တွေလည်းမမြင်ခဲ့ရဘူးအတူတူပဲဒီကိုဒါတော့မှလည်းအဲ့လိုပဲခန်းစစ်ပိုင်းမှာလည်းအကောင်းလေးကုညီနိုင်ခဲ့ရတယ်မဟုတ်ဘူးဗျာဆိုတော့ပြောချင်တာဒီနေ့ပွဲမှာအကယ်၍သူတို့နှစ်ယောက်ပဲသုံးရမယ်ဆိုရင်တော့မှပဲအကယ်၍ဒီ left right chain ပြီးတော့ကစားမယ်ဆိုရင်တော့မှပဲပိုကောင်းမယ်လို့ထင်မိပါတယ်ဒီနေ့ပွဲမှာနောက်တစ်ခုကပြောစီအားဗျာခံစစ်ဒီနေ့ပွဲမှာမဟုတ်ခံစစ်ကပွဲတိုင်းမှာပြောချင်စရာဖြစ်ကြတယ်ဗျာကျွန်တော်တို့ဒီဘုံမောင်းတဲ့ပွဲမှာဆိုလဲဂိုးတွေကအလွယ်တကူပေးရတယ်ဒီ10မိနစ်အတွင်းမှာ2ဂိုးမှာဒုတိယပိုင်းမှာဆိုလဲစသချင်းမှာပေးကို2ဂိုးပေးရကြီးအရန်ဗျာအရန်တော်တော်ကြီးစိုးတယ်ဗျာပိတ်သက်တွေနဲ့လဲဟိုကိုအတင်းရဲ့ခံစစ်ကဒီလောက်ညံ့တာလားနောက်တစ်ခုကခံစစ်မှာကစားနေတဲ့ကစားသမားတွေက United နဲ့ဟို United ကိုအတင်းမျိုးနဲ့မထိုက်တန်တာလားအဲ့လိုမျိုးတော့မြင်မိရဗျာနောက်တစ်ခုဟိုဒီခံစစ်ပိုင်းနဲ့ပတ်သက်နေမှာတော့ခံစစ်ပိုင်းနဲ့ပတ်သက်တယ်ပေါ့နော်ဒီ Eddie Heaven လေးဒီစနဘက်မှာဆော့လာတာမစိုးဘူးဗျာသူအနေနဲ့ဒါကောင်းတယ်လို့ပြောလို့ရတယ်ကျွန်တော်တောက်လျှောက်ပြောတယ်3ပွဲ4ပွဲလောက်ရှိပြီဗျာလန်နီယိုဘလို့မှအဆင်မပြေဘူးလားလန်နီယိုကတကယ်ရောကစားချင်ရဲ့လားလူငယ်ကစားသမားပြီဗျာဟိုလုံးဝဟိုဒါဒီစွန့်စားမှုဖြစ်တဲ့ဟိုထက်ကယ်တွေတို့
စွန်းစွန်းစားစားကစားပြီးတည်မလားလူငယ်ပြီးတွတ်တွတ်လက်တည်မလားအဲ့လိုမျိုးကစားရမယ့်အချိန်ဒီမှာလေးကန်ပြီးတော့ဗျာဘာမှလည်းဟို attack ဟို defense sense လည်းမရှိတယ်လို့ခံစားနေရတယ်ဗျာဒီလန်နီယိုကိုကြည့်ရဗျာဟိုသူစီက bus တွေများထွက်မလားဆိုတော့လေဒီ long ball တွေများထွက်မလားဆိုတော့လေမဟုတ်ဘူးဗျာခံစစ်ပိုင်းကလည်းအလွတ်ကြီးဗျာပထမဂိုးမှာကြည့်ဗျာပထမဂိုးမှာဆိုရင်တော့ဒီမော်ဂန်ရောဂျာကောင်းငယ်မော်ဂန်ရောဂျာကောင်းနေပေါ့နော်ရောဂျာကောင်းငယ်ဒီသူ့ရဲ့ကန်ချင်ပထမဂိုးမှာလဲဒါကောင်းတယ်ဆိုပေမဲ့ 1+1 တွေ့ရချင်းနေမှာဆိုရင်လန်နီယိုတော်တော်ကြီးကို defense sense ကမရှိဘူးဗျာလေလားအဲ့ဆိုတော့ပထမဂိုးကတော့ဒါဒီရောဂျာအရန်ကောင်းလို့ပေါ့နော်ဂိုးသွားခဲ့တယ်ကျွန်တော်လက်ခံလို့ရတယ်ဗျာဒုတိယဂိုးမှာဆိုလဲကျွန်တော် defense ကဖြိုဖယင်းနဲ့လုံးဝကြည့်ဆိုးတယ်ဗျာဒီလားဘာမှမဟုတ် area ထဲမှာဒီအလွတ်ကြီး3-4လောက်ရှိနေတဲ့အချိန်မှာဒီရောဂျာကဒီဂျားတွေကနေမှသူ့ရဲ့ curve နဲ့ကန်သွားတယ်ဗျာအဲ့ဂိုးမှာဆိုလဲကျွန်တော်ပြောစရာတွေကခံစစ်ပိုင်းရှိတယ်လို့ဂိုးသမားကလည်းဗျာဟိုဒီကလုံးဝအဆင်မပြေဘူးလုံးဝဂိုးသမားပြောဖို့လိုလာပြီဗျာဘာလို့လဲဆိုတော့တခြားအသင်းကဂိုးမှာဗျာဥမာအာဆင်နယ်တို့ဘာဘူးတို့လီဗာပူးတို့ဒီအက်စတွန်ဗီလာတို့ဒီနေ့ပွဲမှာဆိုလဲဒီမာတီနက်တို့ဗျာတကယ်ဟိုကောင်းတယ်ဗျာပထမပိုင်းမှာဆိုရင်ကြည့်ပါလားဟိုကျွန်တော်တို့ဒီဘန်ဂျမင်ရှက်ရှ်ကိုအပိုင်ခွင့်ရေးရခဲ့တဲ့အလုံးတွေတော့သူ့မဲ့ save သွားခဲ့ဗျာနှလုံးလောက် save သွားတယ်ဗျာလုံးဝဟိုအဲ့လိုမျိုးနဲ့နှိုင်းရှင်ရမယ်ဆိုဗျာဟိုဒီက United မှာကစားနေတဲ့ဂိုးသမားတယောက်ကဒီလိုမျိုးဘယ်လိုပြောမလဲဂိုးမျိုးတောင်မှပဲ save မလုပ်နိုင်ဘူးဆိုရင်တော့ဒါရေရှည်ဆက်သွားဖို့အဆင်မပြေဘူးလို့ထင်မိရပေါ့နော်အဲ့ဆိုတော့ဂိုးသမားကလည်းကျွန်တော်တို့ United မှာအဆင်မပြေသေးဘူးဗျဟိုဘယ်လိုပြောမလဲဦးနာထက်ကောင်းတယ်ဆိုပေမဲ့လေဘယ်လိုမှကိုအဆင်မပြေသေးဘူးအဲ့တော့နောက်တစ်ခုကပထမပိုင်းမှာတော့ပေါ့နော်ရောဂျာတကိုးသွင်းနေ catch ကိုဒိုကူက press ပေးပြီးတော့ဒီဘောလုံးဖြတ်ထုတ်လိုက်ရမှာပေါ့နော်ဖြတ်ထုတ်လိုက်မှာကုညာစီရောက်တယ်ကုညာရဲ့ကိုသွင်းစွမ်းရည်ကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ကုညာနေနဲ့ရရှိလာတဲ့ခွင့်ရကိုအကောင်းဆုံးသုံးချသွားနိုင်ခဲ့တယ်အဲဆိုကျွန်တော်1-1နဲ့ပြီးသွားခဲ့တယ်အဲ့တော့ပြီးသွားတဲ့အချိန်မှာကျွန်တော်ဘယ်လိုမျိုးမြင်မလဲဆိုတော့ကျွန်တော်တို့အသင်းအနေနဲ့မနိုင်တော့ဘူးကျွန်တော်တို့မရှုံးပွဲဆက်ကန်ရမယ်ဆိုတော့အတွေ့မျိုးဝင်လာတယ်ပေါ့နော်ဘယ်လိုမှမနိုင်နဲ့နောက်တစ်ခုက Bruno Fernandes ပေါ့နော် Bruno Fernandes ကလည်းဒဏ်ရာရသွားတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ Bruno Fernandes လည်းမပါဘူးဆိုရင်မပါနိုင်တော့ဒုတိယပိုင်းမပါနိုင်ဘူးဆိုရင်ဒါကျွန်တော်တို့နိုင်ဖို့ဆိုမဖြစ်နိုင်ဘူးလို့ကျွန်တော်တွေးမိခဲ့တယ်ပေါ့နော်ထင်တဲ့အတိုင်းပါပဲကျွန်တော်တို့ဒုတိယပိုင်းမှာ Bruno Fernandes မပါနိုင်ခဲ့ဘူးအဲ့တော့မပါနိုင်တဲ့အချိန်မှာကျွန်တော်ဘာလာတွေးလဲဆိုတော့ကိုအတင်းဆိုတော့တင်မလားအရှုံးကြီးလည်းမတွေးဘူးနည်းနည်းလေးတော့မျှော်လင့်တာဘယ်လိုမျှော်လင့်မိလဲဆိုတော့ဒုတိယပိုင်းမှာတော့ငါတို့ set piece တွေကတော့အားကိုးလို့ရမှာပဲဘောလုံးကိုကင်ထားနိုင်ပြီးတော့ဒီကွန်းလင်မှာပေါ့နော်ဒီမေဆန်မောက်တို့ကုညာတို့ဒီကွန်းလင်မှာမာတီနက်လည်းဝင်လာဗျာအဲ့တော့မာတီနက်တို့ဆိုလည်းဘောလုံးကင်နေတယ်ဆိုရင်ရှိတယ်အဲ့တော့သူတို့ဘောလုံးကင်ပြီးတော့ကျွန်တော်တို့နောက်ဆုံးမှာ set piece လေးတွေအားကိုးမယ်ဆိုပြီးတော့တွေးထားခဲ့ပါတော့ဒါပေမဲ့ထင်ထားတဲ့ဟာနဲ့တခြားကြီးပဲဗျာဘာလို့လဲဆိုတော့ set piece ကတောင်းကဘော်တွေကွန်နာတွေရတယ်ဆိုတော့မှာပဲရင်ခုန်စရာမကောင်းဘူးဗျာဒီတိုင်းပဲလက်ပစ်ပေါ်မြောက်နေဆိုရင်တော့မှာတောင်းကဘော်တွေကွန်နာတွေရတယ်ဆိုတော့မှာပဲရင်ခုန်စရာမကောင်းဘူးဗျာဒီတိုင်းပဲလက်ပစ်ပေါ်မြောက်နေဆိုရင်တော့မှာဟိုမာတီနက်ကြီးဆွဲပြီးဖန်နေဗျာတောင်းကဘော်တွေကလည်းရလာတဲ့တောင်းကဘော်တလုံးမှာကိုရင်ခုန်စရာမကောင်းခဲ့ဘူးဒုတိယပိုင်းမှာတလုံးကတော့ဒါကုညာရဲ့ခေါင်းတိုင်လုံးကတော့ကျွန်တော်တို့ကိုသွားပြီးတော့ထင်ခဲ့ရတဲ့ချင်းကြီးပေါ့နော်ရင်ခုန်ဖို့အရင်ကောင်းခဲ့တယ်ဒီကတော့ကံမကောင်းတာလည်းပဲကိုမရရှိခဲ့ပြီပေါ့နော်အဲ့တော့ဒီနေ့ပွဲကကျွန်တော်2-1ဆိုရရတယ်ရှုံးနေခဲ့တယ်ဗျာရှုံးနေခဲ့ဆိုတာထက်အနှုတ်လက္ခဏာဆောင်တဲ့ຢာတွေအများကြီးတွေးခဲ့ရတယ်ဘာလဲဆိုတော့ Bruno Fernandes ဒဏ်ရာရရှိသွားတယ်အဲ့တော့တိတိကျကျဘယ်လောက်ထိနားရမယ်ဘာညာမသိသေးဘူးဆိုပေမဲ့ကျွန်တော်အနေနဲ့ Bruno Fernandes ဒဏ်ရာရရှိသွားခဲ့တဲ့အတွက်ကြောင့်မလို့ဒါနောက်ပွဲတွေကွန်းလဲပိုင်းအတွက်အရန်ကြီးကိုဒါအဆင်ကုန်ဖြစ်သွားပြီကိုရီမင်နူကလည်းဒဏ်ရာကြောင့်မပါဝင်လာနိုင်ဘူးဒီဒဏ်ရာကြောင့်နားရမယ်ဆိုတဲ့အခိုက်အတန့်တွေဖြစ်နေတဲ့အချိန်မှာကွန်းလဲပိုင်းအတွက်ဒါစိုးရိမ်စရာဖြစ်လာခဲ့တယ်ပေါ့နော်နောက်တစ်ခုကဆိုရင်ကျွန်တော်တို့ဒီပွဲပြီးချိန်မှာကျွန်တော်တို့ United တင်နေအဆင့်ခွန်နဲ့ပြီးသွားတယ်ဒီတစ်ပတ်ကိုအဆင့်ခွန်နဲ့ပြီးသွားတယ်တစ်ပတ်မှာတစ်ပွဲပဲကန်ရတဲ့အချိန်မှာကျွန်တော်တို့ပိတ်သက်နေနဲ့နောက်တစ်ပွဲကိုဆက်ပြီးတော့ညှော်လင်းရလဲအောင်မယ်နောက်ဒါပေမဲ့လည်းနောက်တစ်ပွဲကလည်းဒီခါရဖောင်ရဖောင်ကောင်းနေရပေါ့နော်ဖောင်မိနေသေးပေါ့နော်ပြီး United နဲ့တွေ့တဲ့ခါတိုင်းမှာဒုက္ခပေးနေသေးဖြစ်တဲ့နိုင်ရချိုခိန်နဲ့နယူကာဆယ်နဲ့တွေ့မယ်အဲ့တော့ကျွန်တော်တို့ United အသင်းအနေနဲ့ဥရောပဝင်ကစိုးရင်စရာတစ်ခုဖြစ်လာတယ်ပေါ့ဗျာတန်ရာကစားသမားကြီးလည်းရှိနေတယ်လို့ဒီ AFCON မှာသွားပြီးကစားနေတဲ့ကစားသမားကြီးလည်းဒီကစားသမားကြီးလည်းရှိနေကြမှာလို့ကျွန်တော်ဥရောပဒီခြေသွားတိုင်းဆိုရင်ဥရောပဝင်တနေရာအတွက်ကစိုးရင်စရာတွေဖြစ်လာပြီရ
ရာသီဘက်ကလည်းကျိုးတော့မယ်ဖြစ်တယ်ရာသီဘက်လည်းကုံတော့မှဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဘုံဘက်ကတော့နည်းနည်းလေးစိုးရင်ကြဖြစ်လာခဲ့ပြီပေါ့အဲ့တော့နောက်ဆုံးအနေနဲ့ဗျာဟိုဒီဒန်ရန်နောက်ပွဲတွေမှာပေါ့နော်နောက်ပွဲတွေများအကယ်၍နောက်ပွဲတွေများကိုဘီမိန်နူးတို့ဘရူနိုဖာနန်ဒက်စ်ကလည်းဒန်ရန်မပြင်းဘူးဆိုရင်အသေးသားဒန်ရန်ရသွားခဲ့မယ်ဆိုရင်နောက်တစ်ခုဒန်ရန်ကစားသမားဖြစ်တဲ့ဒန်ရန်ကစားသမားတွေဖြစ်တဲ့ဒီမကွိုင်းယာတို့အဲဒီမကွိုင်းယာတို့ဒလစ်တို့များပြန်มาလာရင်တော့ခံစစ်ကနည်းနည်းလေးပိုပြီးစိတ်ချရမယ်အခြေအနေတခုတော့မြင်နေအဲ့တော့ကျွန်တော်နောက်ပွဲတွေဘာတွေဆက်ဖြစ်လာမလဲညနေအနေနဲ့ဝိဘဝန်ကုန်းရောရနိုင်မလားဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်အောင်အားလုံးပဲကျေးဇူးပေးခဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်